နေ့ကနေ့မွေးသူအားလုံးမင်္ဂလာပါ2016 September 15ရက်ကနေ21ရက်တွင်တည်ရှိနေတဲ့တပတ်တာကာလအတွင်းမှာတနေ့ကနေ့မွေးသူအားလုံးဟာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုတွေဖြစ်လာမယ်။ရှီမန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တယ်။လူမျိုးပဲအကျိုးပေးမယ်။ငွေကြေးကံလုပ်ငန်းကံဘဝကံတဏ္ဍာတွေပေါ်ပေါက်မယ်။အရာဝေးကနေကောင်းတဲ့သတင်းစကားတွေကိုရရှိလိမ့်မယ်။ဆန္ဒရှိတဲ့ကိစ္စတွေလုပ်ငန်းရပ်တွေကိုစနစ်တကျလုပ်လို့အကျိုးပေးနိုင်မယ်။မမျှော်လင့်ပဲဖြစ်ပေါ်လာတဲ့ပြောင်းလဲတွေကိုလက်ခံပြီးတော့ဘဝအခြေအနေတိုးတက်မှုနဲ့အလိုဆန္ဒပြည့်စုံမှုတွေကိုရရှိနိုင်တဲ့အနေအထားရှိတယ်။ရာဇကင်းတဲ့တိုက်ဆိုင်ပြီးတော့ပြောရေးဆိုရေးအောင်မြင်သွားနိုင်မယ်။15ရက်နေ့ကောင်းသောပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ကိုယ်ပိုင်ပစ္စည်းလေးတွေတတိနဲ့ထိမ့်သိမ်း16ရက်နေ့ကတော့ထူးခံကောင်းတာပေါ့။ငွေကြေးဥစ္စာတနာဖွံ့ဖြိုးလိမ့်မယ်ထူးထူးခြားခြားငွေဝင်လိမ့်မယ်19ရက်နေ့မှာမတော်တဆထိခိုက်မှုနဲ့ကြည့်ဆက်ရမယ်18ရက်နေ့မှာအရာရာအစဉ်ပြေခြင်းအောင်မြင်ခြင်းတွေရှိမယ်အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ဒါပေမဲ့အဲ့ဒီနေ့မှာမြောက်ရက်ကိုဥတည်သွားခြင်းအန္တရာယ်ရှိတတ်တယ်အချိန်ကာလအဖြစ်မနေ့10နိုင်ခွဲနဲ့12နိုင်အတွင်းမှာသွားလာနေထိုင်ထူးပြုပြီးကြည့်ဆက်ရမယ်19ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတဲ့ခိုက်ရန်ပฏิပက္ခဖြစ်တတ်တယ်ရက်တန့်ထားတဲ့လူတွေကိုပြန်လဲစတင်ရရှိနိုင်တယ်အသွားလာအနေထိုင်ကျူးဆိုင်မဲ့ရက်ကတော့အနောက်တောင်ရက်ဖြစ်ပါတယ်မနေ့9နိုင်နေ10နိုင်ခွဲအတွင်းကတော့အနည်းလွှမ်းမိုးနေတယ်20ရက်21ရက်နေ့တွေကတော့ဆောင်ရွက်သမျှထုံထုံပပနဲ့အောင်မြင်ခြင်းအလိုဆန္ဒပြည့်စုံခြင်းနဲ့ဘဝအခြေအနေလုပ်ငန်းနေတာကံအခြေအနေအလုံးစုံကောင်းသောတလန်းနဲ့အောင်မြင်သောလမ်းကြောင်းများအစစ်စစ်ဖြစ်တည်မှာကိုတွေ့ရပါတယ်ဒီတပတ်တာကာလအတော်အတွင်းမှာတနင်္ဂနွေနေ့မွေးသူတွေနဲ့ပူးတွဲပြီးတော့အလုပ်စီးပွားတွေတိုးတက်မယ်တနင်္လာနေ့မွေးသူတွေကြောင့်အမှုပြဿနာဖြစ်တတ်တယ်အင်္ဂါနေ့မွေးသူတွေနဲ့တွဲပြီးအလုပ်သစ်ကြံသစ်တွေလုပ်ကဲအဆင်ပြေမယ်ဗုဒ္ဓနေ့မွေးသူတွေလက်ပွင့်စေတယ်ဇာသပတိနေ့မွေးသူတွေထံကအကြံဉာဏ်ကောင်းကိုရလိမ့်မယ်တောက်ကြနေ့မွေးသူတွေနဲ့ပူးပေါင်းပြီးတော့စီးပွားသစ်တွေချက်တွင်လုပ်ကဲလို့အကျိုးပေးခြင်းတိုးတက်ခြင်းကိုကြုံမယ်စနေနေ့မွေးသူတွေကြောင့်ငွေကုန်ကြေးကျများခြင်းရံများခြင်းတို့ကိုကြုံတွေ့တတ်ပါတယ်တပတ်တာကာလအတွင်းမှာအပြာရင့်ရောင်မိခိုးရောင်နှက်ပြအောင်တို့ကိုသုံးဆွဲပေးပါနံပါတ်2ခွန်9ကဏ္ဍတို့ကိုအကျိုးပေးတဲ့ကဏ္ဍတွေဖြစ်သုံးဆွဲနိုင်ပါတယ်အထူးပြုဆောင်ရွက်မယ့်ကိစ္စက18ရက်နေ့မှာလှကျက်မယ်အဲ့ဒီညပိုင်းချိန်မှာကိုယ်အနီးပါးမှာရှိတဲ့ဘုရားကျောင်းသို့မဟုတ်ဘုရားဆင်းတုတော်ရှေ့မှာဖျောင်းတိုင်အဖြူရောင်လေး9တိုင်သွားရောက်ပြီးတော့ထွန်းညိကလိုရာဆုတောင်းမှာရှ िख ိုးလိုက်ပါအလိုရှိရလေးတွေပြည့်စုံလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်